ဖုန်းစကွန်ဖွင့်လိုက်တာနဲ့ကြော်ညာဒီခဏခဏတက်နေလို့စိတ်ညစ်နေတဲ့သူတွေရှိလားဒါဆိုလို့ရှိရင်ကျွန်တော်ဗီဒီယိုလေးကိုဆုံးအောင်ကြည့်လိုက်ပါမိတ်ဆွေတို့ဖုန်းထဲမှာကြော်ညာဒီခဏခဏတက်နေရတာကအချက်နဲ့ချက်ရှိပါတယ်ပထမတစ်ချက်ကတော့ Google Service ရဲ့ Advertising ID ကြောင့်ဖြစ်ပါတယ်နောက်တစ်ချက်ကမိတ်ဆွေတို့ဖုန်းထဲမှာမလိုလားတဲ့ software တွေကနေပြီးကြော်ညာတွေကိုခဏခဏလွှတ်ပေးနေတာပဲဖြစ်ပါတယ်ဒါကိုကျွန်တော်တို့တနည်းအားဖြင့် bias Skype လို့လည်းပြောကြတယ်ပေါ့နော်ဟုတ်ပြီမိတ်ဆွေတို့ဖုန်းထဲမှာကြော်ညာတွေမတက်အောင်ဒီချက်၃ချက်ကိုလုပ်ပေးလိုက်ပါပထမတစ်ချက်က Google Service ရဲ့ Advertising ID ကိုဖြစ်ပေးရမှာဖြစ်ပါတယ်နံပါတ်1တစ်ချက်က Google Play Store ကိုတွားပြီးတော့ harmful apps တွေကို scan ဖတ်ပြီးတော့ဖြစ်ပေးရမှာပဲဖြစ်ပါတယ်နောက်ဆုံးတစ်ချက်ကကြော်ညာတွေခဏခဏလွှတ်တဲ့ Chrome က notification ကိုပိတ်ပေးရမှာဖြစ်ပါတယ်ဘာဖြစ်လို့ကျွန်တော်တို့ Chrome ရဲ့ notification ကိုပိတ်ပေးရမှာလဲဆိုတော့ဒီ browser တွေကနေပြီးတော့ကျွန်တော်ဒီ notification တွေကြာလာရပါတော့ဒီထဲမှာကျွန်တော်တို့လိုလားတဲ့ software တွေ bias Skype နိုင်တဲ့ software တွေပါလာတယ်ဒါမှမိတ်ဆွေတို့ကနှိပ်မိသွားတယ်ဆိုလို့ရှိရင်ဒီရဲ့ software တွေကမိတ်ဆွေတို့ဖုန်းတွေကိုအလွယ်တကူဝင်ရောက်လာပြီးတော့ကြော်ညာကြီးခဏခဏလွှတ်ပေးရပါတော့ဟုတ်ပြီဒါဆိုလို့ရှိရင်ပထမအဆုံးကျွန်တော်တို့က Google Service ရဲ့ Advertising ID ကိုဖြစ်မယ်ပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်မိတ်ဆွေတို့ရဲ့ဖုန်း setting တွေကိုတွားလိုက်ရမှာပဲဖြစ်ပါတယ်ဟုတ်ပြီဖုန်း setting ထဲမှာကျွန်တော်တို့ကဘာကိုတွားရှာမလဲဆိုတော့ဒီမှာဒီမှာပေါ့နော် Google ဆိုတာရှိရပေါ့နော်ဖုန်းတစ်လုံးနဲ့တစ်လုံးတော့မတူဘူးတခြားဖုန်းတွေမှာကျတော့ Google Service ဆိုပြီးတော့ရေးထားရလဲရှိရပေါ့နော်ကျွန်တော်ဖုန်းထဲမှာတော့ Google ဆိုပြီးရေးထားရပေါ့နော်ဟုတ်ပြီအဲ့ထက်ကိုကျွန်တော်တို့ဝင်ပေးလိုက်ပါဝင်ပေးလိုက်ပြီဆိုရင်ကျွန်တော်တို့ဒီမှာကိုယ့်အကောင့်ကိုတွေ့ရတယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ကဒီမှာ all service ဆိုတဲ့ဟာလေးကိုကျွန်တော်တို့တစ်ချက်ရွေးပေးလိုက်ပါရွေးပြီးရင်ကျွန်တော်တို့အောက်ကလေးကိုဆွဲသွားပြန်ပေါ့နော်ဆွဲသွားပြီးတော့ဒီမှာအောက်မှာ privacy and security အောက်မှာကျွန်တော်တို့ ADS ဆိုတာလေးရှိရပေါ့နော်အဲ့ဒီဟာလေးကိုကျွန်တော်တို့တစ်ချက်နှိပ်ပေးလိုက်ပါနှိပ်ပြီးရင်ကျွန်တော်တို့ကဒီမှာdelete advertising ID ဆိုတာလေးရှိရပေါ့နော်အဲ့ဒီဟာလေးကိုကျွန်တော်တို့ကတစ်ချက်နှိပ်ပေးလိုက်မယ်နှိပ်ပြီးတော့ကျွန်တော်တို့ဒီမှာ delete advertising ID ဆိုတာလေးနဲ့ကျွန်တော်တို့ဒီကောင်ကိုကျွန်တော်ဖြစ်ချလိုက်မယ်ပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ advertising ID ကျွန်တော်ပြစ်ပြီးသွားပြီပေါ့နော်ပြစ်ပြီးသွားပြီဆိုလို့ရှိရင်မိတ်ဆွေတို့ဖုန်းကိုခဏလေးပဲဖြစ်ဖြစ်ကျွန်တော် reset ပြန်ချလိုက်ပါနော် reset ချပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ get new advertising ID ကိုကျွန်တော်တို့ပြန်နှိပ်ပေးလိုက်ပါနော်နှိပ်ပြီးရင်ကျွန်တော်တို့က confirm ဆိုတာလေးကိုနှိပ်ပေးလိုက်ဒါဆိုလို့ရှိရင်မိတ်ဆွေရဲ့ဖုန်းထဲက advertising ID ကအသစ်ဖြစ်သွားပြီပေါ့နော်ဒါဆိုလို့ရှိရင်ကြော်ညာတွေမတက်တော့ဘူးပေါ့နော်နောက်ထပ်မတက်တော့ဘူးဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒါနံပါတ်1တစ်ချက်ပြီးသွားပြီပေါ့နော်နောက်ထပ်နံပါတ်2တစ်ချက်ကကျွန်တော်တို့ဒီ Play Store ကိုသွားလိုက်မယ် Play Store ကိုသွားပြီးတော့ကျွန်တော်တို့ဒီဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီကိုယ့်အကောင့်လေးကဒီညာဘက်ထက်ကလေးမှာရှိရပေါ့နော်အဲ့ဒီဟာလေးကိုနှိပ်ပေးလိုက်မယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်ဒီမှာ Play Protect ဆိုတာလေးရှိရပေါ့နော်အဲ့ဒီဟာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါနှိပ်ပြီးရင်ကျွန်တော်တို့ဒီမှာ no harmful apps found ဆိုပြီးတော့ကျွန်တော်ဒီမှာတွေ့တယ်ပေါ့နော်အဲ့ဒီဟာကျွန်တော်တို့ကဒီနေရာမှာကျွန်တော်တို့ဘိုင်းရက်ကြိုက်တဲ့ software တွေရှိလို့ရှိရင် तू ကအနီးစကလေးပြရပါတော့ဒီအစိမ်းနေရာလေးမှာဒါဆိုလို့ရှိရင်ကျွန်တော်တို့ကအနေရရှိတဲ့ software တွေဒီဖုန်းထဲမှာမရှိဘူးပေါ့နော်ဒါဆိုရင်ကျွန်တော်ရှိသလားမရှိဘူးလားဆိုတော့ကျွန်တော်ဒီအောက်မှာ scan ဆိုတာလေးနဲ့ဖတ်လိုက်လို့ရတယ်ပေါ့နော်အဲဆိုကျွန်တော် scan ခဏဖတ်ကြည့်မယ်ဆိုခဏလေးစောင့်ပေးပေါ့နော်ဟုတ်ပြီဒီလိုမျိုးလေးပေါ်လာတယ်ပေါ့နော် no harmful apps found ဆိုလို့ရှိရင်မိတ်ဆွေရဲ့ဖုန်းထဲမှာအနေရရှိတဲ့ software မရှိတော့ပေါ့နော်ဒါကတော့ကျွန်တော်ဒုတိယတစ်ချက်ပေါ့နော်ဟုတ်ပြီဒါဆိုရှင်နောက်ဆုံးတစ်ချက်အနေနဲ့ကျွန်တော်တို့ကဒီအနေရရှိတဲ့ software တွေကိုလွှတ်ပေးနေတဲ့ notification အနေလွှတ်ပေးနေတဲ့ဒီ Chrome ကိုကျွန်တော်တို့က notification တော့ပိတ်ပေးရမှာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရှင်ကျွန်တော်ဒီမှာ Chrome လေးရှိရပါတော့ဒီမှာ Chrome အဲဆိုရင်ဒီ Chrome ကိုကျွန်တော်တို့ကနည်းနည်းကြာကြာလေးဖိထားလိုက်မယ်ပေါ့နော်ဖိထားလိုက်ပြီဆိုလို့ရှိရင်ဒီမှာ apps info ဆိုပြီးတော့ဒီအပေါ်လေးမှာပေါ်တယ်ပေါ့နော်အဲ့ဒါလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါနှိပ်ပြီးပြီဆိုလို့ရှိရင်အောက်ကိုဆွဲသွားမယ်ပေါ့နော်အောက်ကိုဆွဲသွားမယ်ဆွဲပြီးတော့ဒီမှာnotification ဆိုတာလေးရှိရပေါ့နော်အဲ့ဒီထဲကိုကျွန်တော်တစ်ချက်ဝင်လိုက်မယ်အဲ့ဒီမှာကျွန်တော်တို့ကဒီထဲမှာတော့ကျွန်တော်ဖုန်းထဲမှာတော့ပိတ်ထားတာပေါ့နော်မိတ်ဆွေတို့ဖုန်းထဲမှာဒီလိုမျိုးလေးပွက်နေလို့ရှိရင်မိတ်ဆွေတို့ဒီရဲ့ notification လေးကိုပိတ်ပေးလိုက်ပါဒါဆိုလို့ရှိရင်ဒီ Chrome ကနေပြီးတော့မိတ်ဆွေတို့ရဲ့ဖုန်းတွေကိုအနေရရှိတဲ့ software တွေဘယ်လို့မှလွှတ်ပေးလို့မရတော့ဘူးပေါ့နော်အားလုံးပဲဒီနည်းလေးနဲ့ကြော်ညာတွေမတက်အောင်လုပ်လို့ရတယ်ပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပေးကြလို့အားလုံးပဲကျေးဇူးတင်ပါတယ်ဒီနည်းနဲ့အဆင်မပြေဘူးဆိုလို့ရှိရင်ကျွန်တော် comment မှာရေးပေးတော့ကြပါကျွန်တော်နောက်ထပ်နည်းလမ်းနဲ့ရှာပြီးတော့ကျွန်တော်ပြောပြပေးတော့မှာဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်